မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ AI ကိုအသုံးပြုပြီးတော့10မိနစ်ထဲနဲ့တချင်းတစ်ပုတ်ဖန်တီးပြမှာပဲဖြစ်ပါတယ်အရင်ဆုံးဖုန်းထဲကကျွန်တော်တို့ Gemini software လေးတွေကိုတစ်ချက်လောက်ဝင်လိုက်ပါခင်ဗျဝင်ပြီးရင်တော့ကိုရေးချင်တဲ့တချင်း prompt ကိုရေးပြီးတော့procedure AI လို့ထည့်ရေးလိုက်ပါခင်ဗျထည့်ရေးလိုက်ပြီးဆိုတာနဲ့အခုလိုတချင်းလေးပေါ်လာမှာပါခင်ဗျ intro ကနေပြီးတော့ဒီအောက်ဘက်တချင်းစုံတဲ့နေရာလေးထိကိုကျွန်တော်တို့ copy လေးတစ်ချက်လောက်ကူးလိုက်ပါခင်ဗျcopy ကူးပြီးတော့တစ်ချက်ပြန်ထွက်ပြီးတော့ကျွန်တော်တို့ Chrome နဲ့ကိုတစ်ချက်လောက်ဝင်လိုက်ပါ Chrome နဲ့မှာ procedure AI ဆိုပြီးတော့တစ်ချက်ရိုက်လိုက်ပြီးဆိုတာနဲ့အခုလိုမျိုးလေးပေါ်လာပါလိမ့်မယ်flow music လေးကိုတစ်ချက်လောက်နှိပ်လိုက်ပါခင်ဗျာနှိပ်ပြီးခဏလေးစောက်ပြီးတာနဲ့ကျွန်တော်တို့ညာဘက်ထောက်အပေါ်လေးမှာဒီနေရာလေးကိုကျွန်တော်တစ်ချက်လောက်နှိပ်ပြီးတော့ခုနကကူးလာတဲ့ကျွန်တော်တချင်းစာသားလေးတွေကိုကျွန်တော် paste ပြန်ချလိုက်ပါမယ်အဲ့ဒီမှာကျွန်တော်မလိုအပ်တဲ့ဒီအပေါ်ကဒီစာတန်းလေးတွေပါတတ်တယ်ပေါ့နော်ဒီစာသားလေးတွေကိုတော့ကျွန်တော်တစ်ချက်လောက်ပြန်ဖြတ်လိုက်ပါမယ်ခင်ဗျာဖြတ်ပြီးတော့ကျွန်တော်တို့အောက်ကိုနည်းနည်းတော့ပြန်ဆွဲလိုက်ပြီးဆိုတာနဲ့ sound ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ထည့်ဖို့အတွက်ကျွန်တော်ခုန Gemini နဲ့ကိုပြန်သွားရပါမယ် Gemini နဲ့မှာခုနတချင်းခေါင်းစဉ်အောက်ကကျွန်တော်တို့ဒီ tempo အဲ့လိုမျိုးလေးပါတဲ့ဟာလေးကိုကျွန်တော်တစ်ချက်လောက်ဒီ copy ပြန်ကူးပြီးတော့ခုနကကျွန်တော်တို့ sound ဆိုတဲ့နေရာလေးမှာတစ်ချက်လောက်ပြန်ထည့်လိုက်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ generate လေးကိုတစ်ချက်လောက်နှိပ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်အချိန်လေးတော့ခဏလေးစောက်ပေးရပါတယ် line ကောင်းရင်တော့ခဏလေးပါပဲခင်ဗျာအခုလိုတချင်းလေးပေါ်လာပါပြီခင်ဗျာဒီတချင်းကိုကျွန်တော်တို့အပေနာအဆက်30နှိပ်ပြီးတော့download ဆွဲပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ဒီ MP3 နဲ့လည်း down ထားလို့ရပါတယ်ခင်ဗျာdown ပြီးသွားလို့ရှိရင်လည်းကိုယ့်ရဲ့ music player မှာပြန်နှားထောင်နိုင်ပါတယ်မေမက is a satire ငါရင်ခုန်တဲ့တွေကစူညံလုံးနေတယ်ဒုလျောက်ချကအကွာဝေးဟာလက်တကန်စားပေမဲ့ကီလိုမီတာတန်ပေါင်းများစွာမင်းကငါတို့တော့မမြင်ရတဲ့ကဘာတစ်ခုပါပဲ